Cristiano Junior ဟာရန်ကတဲ့ပိုကြောက်လာတယ် Cristiano Junior ကဖေဖေအဖွားစီတွားလဲခြင်းတယ်လို့ပြောတယ် Ronaldo ကပြုံးပြီးကောက်ပြီးသားအခုချက်ချင်းမင်းတို့ကိုပိုင်ချက်လျင်တစည်းစီစဉ်ပေးမယ်လို့ပြန်ဖြေတယ်ဒါပေမဲ့ Junior ကခေါင်းခါပြီးမဟုတ်ဘူးဖေဖေလေရင်စီးချင်တာလည်းမဟုတ်ဘူးကားလည်းစီးချင်တာလည်းမဟုတ်ဘူးယထာနဲ့ခရီးထွားချင်တာလည်းမဟုတ်ဘူး Ronaldo အန်အောသွားပြီးသူ့ကိုကြိုးချောင်းဆင်ခြင်းဖို့ကြိုးစားတယ်ဒါဘာလို့ယထာစီးတာလဲပိုနေပြီးဘေးကိတ်မှုလည်းမရှိဘူးလေရင်စီးတာကပိုမြန်ပြီးပိုတက်တောင့်တက်တာရှိတယ်ဒါပေမဲ့ဂျူနီယာကစိတ်ပိုင်းဖြစ်လိုက်တယ်ဖေဖေတားမဲ့လူတွေဘလို့ခရီးသွားလဲဆိုတာတွေ့ကြုံခံစားကြည့်ခြင်းတယ်ကျေးဇူးပြုပြီးကျွန်တော်ကိုလွတ်ခွင့်ပေးပါရိုနယ်ဒိုနောက်ဆုံးတော့လက်လျှော့လိုက်တယ်ရိုနယ်ဒိုကိုယထာဘူရီယုံကိုခေါ်သွားပြီးလက်မှတ်ဝယ်ပြီးယထာပေါ်တက်ဖို့ကူညီပေးလိုက်တယ်ယထာစာရွေ့လာတဲ့အခါဂျူနီယာစိတ်လှုပ်ရှားလာတယ်အတန်တွေလှုပ်ရှားမှုတွေအရာအလုံးကသူ့အတွက်အသက်ဆန်းနေပဲသူကရိုနယ်ဒိုကိုမြန်မြန်ဖုန်းဆက်ပြီးဖေဖေကျွန်တော်တိတ်နေလို့မကောင်းဘူးကြောက်တယ်လို့ပြောတယ်ရိုနယ်ဒိုကတီးငိမ်စွာဒါစိတ်မပူပါနဲ့တားနောက်ကိုကြည့်ပါတားနောက်ကထိုင်